Hello အားလုံးပဲမင်္ဂလာပါရှင်မေဒီနေ့မှာတော့ဓာတ်လုံသီးကြော်ချက်ဟင်းကျူလေးကိုချက်ပြမှာဖြစ်ပါတယ်ဓာတ်လုံသီးဆိုရင်တော်တော်များများငါးနဲ့ချင်းဟင်းမဲ့ချက်စားကြတာများပါတယ်အရသာရှိရဲ့အချိုချက်လေးကိုတော့တောင်တောင်စားပြမယ်လို့တော့မထင်ဘူးเนาะပထမဆုံးအိုးတွေကိုစီထည့်မယ်ချက်တော်အဖြူအနေနဲ့ဓာတ်လုံသီးလေးရောပြီးတော့စီတက်ပေးပါမယ်ပြီးရင်အချုံမုတ်စားငံပြားလေးထည့်ပြီးတော့နည်းနည်းလေးမှွေပေးပါမယ်ဓာတ်လုံသီးအစိမ့်နဲ့လေးပြတ်ဖို့အတွက်ရေလေးနည်းနည်းလေးထည့်ပြီးတော့ဆက်လက်မှုပေးပါမယ်ရှင်ပြီးရင်တော့ဓာတ်လုံသီးနီးဖို့အတွက်ရေလေးကိုဓာတ်လုံသီးမမြုပ်တမြုပ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့7မိနစ်ခန့်တည်ပေးထားပါမယ်ရှင်7မိနစ်တည်ပြီးတဲ့နောက်မှာတော့တကယ်ကိုစားကောင်းပြီးအရသာရှိတဲ့ဓာတ်လုံသီးအချိုချက်လေးကိုရရှိပါပြီတကယ်စားကောင်းတဲ့အတွက်တစ်ခါတော့ချက်စားကြည့်ဖို့မေရတိုက်တွန်းပေးပါရစေကျေးဇူးတင်ပါတယ်ရှင်